တက်ဆူရိုတာယာရဲ့ ground game ကအထူးသဖြင့် positional control မှာအလွန်တိကျပါတယ်။ပြိုင်ဘက်ကိုလဲချပြီးတဲ့နောက်မှာ half guard back control စတဲ့အနေအထားတွေကိုတေချာထိန်းထားပြီး submission ဖို့အခွင့်အရေးကိုစိတ်ရှည်ရှည်နဲ့ဖန်တီးတတ်ပါတယ်။ဒီလို ground control ကပြိုင်ဘက်တွေကိုအချိန်ကြာကြာဖိအားပေးနိုင်ပြီးအမားတစ်ချက်ကနေပွဲကိုအဆုံးသတ်နိုင်စေပါတယ်။ distance ကိုထိန်းထားပြီးအခွင့်အရေးတွေကိုစောင့်ကြည့်ကာတစ်ချက်ထဲနဲ့ take down ဝင်ပြီး ground fight ကိုချက်ချင်းပြောင်းလဲနိုင်ပါတယ်။ striking ကို set up အဖြစ်သုံးပြီး grappling advantage ကိုအသုံးချတဲ့ကစားသမားဖြစ်ပါတယ်။ဒါကြောင့် van အတွက်ရင်ဆိုင်ရမယ့်ပြိုင်ဘက်တက်ဆူရိုတိုင်ယာဟာပန်တိုရှာလို pressure heavy fighter မဟုတ်ပေမဲ့ ground ပိုင်းမှာအလွန်ထိရောက်ပြီးအမားမခံတဲ့ technical fighter တယောက်ဖြစ်တာကြောင့်မလွယ်ကူတဲ့ပြိုင်ဘက်တယောက်ဖြစ်လာမှာသိချပါတယ်။ဒါကြောင့်တိုင်ယာနဲ့ထိုးတက်ရမယ့်သူဟာ ground ပိုင်းမှာအချိန်ကြာကြာမနေမိဖို့နဲ့တိုင်ယာရဲ့ take down ကြိုးပမ်းမှုတွေကိုကာကွယ်နိုင်တဲ့ take down defense ကိုအထူးပြင်ဆင်ထားဖို့လိုအပ်မှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ van ကတော့ပြိုင်ဘက်ကချမ်းပီယံတို့လဲချတဲ့ take down တိုက်ခိုက်မှုတွေကို81%အထိအောင်မြင်စွာကာကွယ်ထားနိုင်တာကအရန်ကိုအားရစရာကောင်းနေပါတယ်။ဒါကလက်ရှိ UFC flyweight တန်းမှာကစားနေတဲ့သူတွေအားလုံးနဲ့ van ကအကောင်းဆုံးဖြစ်နေပါတယ်။ပြိုင်ဘက်ကချမ်းပီယံပေါ်လှဲချပြီးချုပ်ကွက်နဲ့အနိုင်ယူဖို့ကြိုးစားတာကို81%ထိကာကွယ်နိုင်ခဲ့တဲ့ van ရဲ့စွမ်းဆောင်ရည်ကတက်ဆူရိုတာယာအတွက်တော့တွေးပြက်ထိတ်လန့်စရာဖြစ်နေမှာအသေးချပါပဲ။ချုပ်ကွက်နဲ့အနိုင်ယူဖို့ကြိုးစားမဲ့ကစားသမားတွေအရင်ဆုံးလုပ်ရမှာကမတ်တရက်နေတဲ့ပြိုင်ဘက်ကိုလှဲချပြီးချုပ်ကွက်ရယူဖို့ကြိုးစားရတာဖြစ်တာကြောင့်ဒါကို81%အထိကာကွယ်ထားနိုင်တဲ့ဘန်ရဲ့စွမ်းဆောင်ရည်ကတကယ့်ကို amazing ပါပဲ။ဒါကြောင့် flyweight တန်းရဲ့ take down ကာကွယ်မှုအကောင်းဆုံး fighter နဲ့ take down တိုက်ခိုက်ပြီးချုပ်ကွက်ရယူဖို့ကြိုးစားမဲ့ fighter တို့ရဲ့အားပြိုင်မှုကိုမြင်တွေ့ရဖို့ရှိနေပါတယ်။နောက်ထပ်ဘန်ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်တစ်ခုကတော့10မိနစ်အတွင်းပြိုင်ဘက်ကိုထိအောင်တိုက်ခိုက်မှု8.86ဖြင့် UFC သမိုင်းတစ်လျှောက်မှာအမြင့်ဆုံးကစားသမားအဖြစ်စံချိန်တင်ထားတာပဲဖြစ်ပါတယ်။ဒီစံချိန်ကဘန်ရဲ့ flyweight တန်းတစ်ခုထဲမှာမဟုတ်ပဲ UFC ရဲ့အမျိုးသား weight တန်း8ခုလုံးထဲမှာသမိုင်းတစ်လျှောက်ဘယ်ကစားသမားကမှမရရှိဘူးသေးတဲ့စံချိန်ပါ။ဒီစံချိန်ကိုဘန်က striker သမားတစ်ယောက်ဖြစ်ကစားရင်ရရှိခဲ့တာပါ။ striker ကဘန်ရဲ့ပင်ကို style မှာချန်ပီယံဖြစ်မဲ့ပန်တိုဂျာနဲ့ပွဲကိုလည်း van က striker နဲ့ကစားခဲ့လို့တက်ဆူရိုတာယာနဲ့ယခုပွဲကိုလည်း van က striker နဲ့တိုက်စစ်ဆင်ကစားလာမှာသိချပါတယ်။ဒီတော့သူတို့နှစ်ယောက်ရဲ့ပွဲကိုမျက်လုံးထဲမြင်အောင်ပုံဖော်ပြရမယ်ဆိုရင် van ကတာယာနာကိုတစ်ချိန်လုံးလိုက်ကပ်ပြီးထိုးမယ်ကန်ပါလိမ့်မယ်။ထိုးရင်ကန်ရင်အမှောက်တိတ်ဖို့ကြိုးစားမှာပါ။တက်ဆူရိုတာယာကတော့ van ကိုသူ့အနာအကပ်မခံပဲခွာပြီးကစားပါလိမ့်မယ်။ van အမားလောက်တာကိုစောင့်မယ်။ထိုးချက်အချို့နဲ့အယောင်ပြမယ်။အခွင့်ရရတာနဲ့ဝင်လုံးပါမယ်။ပြီးရင်ချုပ်မယ်။ဒီပုံစံနဲ့ကစားလာမှာဖြစ်ပါတယ်။ဒီပုံစံနဲ့နှစ်ယောက်လုံးကတပွဲလုံးကစားမှာပါ။ ground ပိုင်းမှာချုပ်ကွက်မခံရအောင်ကာကွယ်နိုင်ရင်ဘန်နိုင်ပါလိမ့်မယ်။မကာကွယ်နိုင်ရင်တော့ဘန်အတွက်မလွယ်ဘူးပြောရမယ်။ဒီပွဲမတိုင်ခင်ဘန်ဘက်ကပြောထားတာကတော့ဒီပွဲမှာပေါက်ကွဲပြမယ်။3ချီနဲ့ပွဲသိမ်းပြမယ်လို့ပြောထားပါတယ်။ဆိုတော့ဘန်ကဒီပွဲအပေါ်သူ့ကိုယ်သူယုံကြည်ချက်မြင့်မားပြီးအနိုင်ယူဖို့ဆန္ဒပြင်းပြနေတာကိုတွေ့နိုင်ပါတယ်။မိတ်ဆွေတို့ရဲ့အမြင်ကရောဒီပွဲမှာဘန်နိုင်မယ်လို့ထင်ပါသလား။ဘယ်လိုမြင်လဲမိမိရဲ့အမြင်လေးတွေကိုမှန်ခဲ့ကြပါဦး